မှာအဝိရှောဆက်ရှိရင်တင်ရောကြားကိုဒီပြင်စင်နည်းလေးမထိမနေတင်ထားခိုင်းလိုက်ပါအဝိရှောဆက်ကရေးပြီးသွားပြီမဲ့အဝိမလျှော်ဘူးဆိုရင်နောက်ဖက်အဖုံးကိုဖွင့်လိုက်ပါဖီးအားထိန်ပိုက်ပြုတ်ချနည်းလို့ဖြစ်ပါလေအဲ့ဒါလေးကိုနေရာမှန်ဖန်တက်ပေးလိုက်ရုံနဲ့အစင်ပြီးသွားပါလိမ့်မယ်အဝိရှောဆက်ကပါဝါမလာဘူးဆိုရင်မလန့်သွားပါနဲ့အပေါ်ဖုံးကိုဖွင့် fuse ကိုရှာပြီးအတစ်တစ်ခုနဲ့လဲလိုက်ပါဒါဆိုရင်ရသွားပါပြီအဝိရှောဆက်ကရေးဝင်းနေချင်းပါပဲရေးပြန်တယ်နည်းလေဆိုရင်ဒါကပြင်စင်ရေးသမားတွေတင့်ကိုမသိစေချင်တဲ့ရှုပ်ဝက်ချက်လေးပါပထမဆုံးစက်ကိုလဲချလိုက်ပါအောက်ဖုံးကိုဖြုတ်ရေးထွက်တဲ့အပိုင်းကိုဝက်ဥလည်နဲ့ဖြုတ်ပြီးအထဲမှာပိတ်ဆို့နေတဲ့အမိုက်တွေကိုရှင်းထုတ်လိုက်ပါဒါဆိုရင်ပုံမှန်အတိုင်းပြန်ကောင်းသွားပါလိမ့်မယ်အဝိရှောဆက်ရေးစင်းနေနေတယ်ဆိုရင်ပထမဆုံးရေပုံမိုင်းကောင်းကိုပိတ်ပါရေဝင်ပိုက်ကိုဖြုတ်လိုက်ပါပြီးရင်ရေစစ်စကားကိုဆွဲထုတ်လိုက်ပါအဲ့ဒီမှာအငြိအကျေးတွေအများကြီးပိတ်ဆို့နေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကိုထုတ်ပြီးရေနဲ့ပြောင်းစင်အောင်စီးကြောလိုက်ပါပြီးရင်အရင်အတိုင်းပြန်တက်ပေးလိုက်ပါဒါဆိုရင်ရေစင်အားပုံမှန်ဖြစ်သွားပါပြီအဝိရှောဆက်ကအရန်တုံခါနေတယ်ရေညစ်ပြီးမှရေပြန်ဝင်လာတယ်ဒါမှမဟုတ်အဝိတွေလုံးထွေးနေတယ်ဆိုရင်ဒါက clash အပြောင်းလဲမှလို့ဖြစ်တာပါအဝိရှောဆက်ရဲ့ clash lever ကိုရှာပါပြီးရင်20 degree လောက်ကွေးပေးလိုက်ပါဒါကပိုပြီးဆွဲအားကောင်းစေပါတယ်ကဲပြဿနာပြေလည်သွားပါပြီပုံမှန်အတိုင်းအဝိရှော်ပြီးမြင်ရေညစ်တဲ့အချိန်မှာအချက်ပေးတန်ညီနေလေဆိုရင်ပထမဆုံး black ကိုဖြုတ်ပါအပေါ်ဖုံးကိုဖယ်ရှားလိုက်ပါဒါကအဖုံးဆွဲချိုးရင်းနေလို့ထင်တာပါကော်ပတ်စကူလေးနဲ့ပုတ်တိုက်ပြီးတန်ရှင်းပေးတာဒါမှမဟုတ်အသစ်လဲလိုက်တာမျိုးလုပ်ပေးရင်ရေညစ်တာပုံမှန်ပြန်ပြီးသွားပါလိမ့်မယ်